အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမိတ်ဆက်ပေးမှာကြတော့တောင်းကလာ9ရက်ကွက်တကောင်းမင်းလမ်းမပေါ်မှာရှိရဲစတုဒ္ဒထက်9လွာခန်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အခန်းထဲဝင်လိုက်ပြီဆိုတာနဲ့အေခန်းအခြေယူတွေ့ရပါမယ်ပြီးရင်ဖះเจ้าဆောင်လေးလည်းပါမယ် TV စီလေးလည်းပါမယ်ဘေးတိုက်မရှိတဲ့အပြင်ကိုလင်းဝင်လေးထွက်လဲတော်တော်လေးကောင်းပါတယ်ရှင်အခန်း2ခန်းပါမယ်အခန်းကတော့တစ်ခန်းကတော့ဂျက်စင်ပုံးနဲ့လုပ်ပြီးတော့နောက်တစ်ခန်းကျတော့အုံနဲ့ဖွဲ့ပေးထားပါတယ်ရှင်ဟိုဘက်ဒီဘက်ဘေးတိုင်းမရှိတော့အခန်းကလုံးဝလင်းလင်းထင်းထင်းလေးဖြစ်နေပါတယ်ရှင်။ပါကေးလုံးဝအထူသားကိုခင်းပေးထားတယ်။ရှောက်လန်းကျဲတယ်။ရှောက်လန်းမှာဆိုလို့ရှိရင်လည်းမီလုံးမီဆိုင်လေးနဲ့အလှလုပ်ပေးထားတယ်။ရိုးရိုးချင်းချင်းလေးကိုမှတသက်ရက်လေးလုပ်ပေးထားတဲ့အခန်းလေးဖြစ်တဲ့အတွက်ဒီခန်းလေးကတော့လုံးဝ share မိုက်ပါတယ်ရှင်။ဒီခန်းလေးကတော့ kitchen ကနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင် kitchen အကျယ်ကြီးကိုတွေ့ရပါမယ်။ရေချိုးဝိုင်းတာဘူးလိုက်ပေးစင်ပါတယ်။ကျွေးပြားခင်းထားတယ်။ကျွေးပြားကတ်ထားတယ်။ရေကတော့2လိုင်းအဝီးစီရောဂျိုးပြီးတော့ပါမယ်ရှင်။အခန်းလေးရဲ့ location ကတော့ကျွန်တော်တို့ပါရမီကြောကတ်ဖြစ်ပြီးတော့တကောင်းမိန်းလမ်းမကြီးပေါ်မှာရှိပါတယ်ရှင်လူလုံးဝမနေရသေးတဲ့တိုက်သစ်ဆက်ကိုမှ BCC မိကြပြီးသားဖြစ်တဲ့အတွက်ဗန်ကျိတ်လိုချင်လည်းရပါတယ်ရှင်ဒီစတုဒ္ဒထရဲ့အခန်းရဲ့ဈေးနှုန်းလေးကတော့2100ညှိနှိုင်းလေးနဲ့ရောက်ချပေးမှာဖြစ်ပါတယ်ရှင်ဗန်ကျိတ်လိုချင်တဲ့ customer တွေအတွက်ဗန်ကျိတ်ဝယ်လို့ရတဲ့အတွက်အများဆုံးလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်